တော်တောက်တဲ့လူမပေါင်းပါရှောင်းပါအလောင်းစားကြီးရဲ့လူဆိုမပေါင်းပါရှောင်းတယ်ဒီဘောကမှဒီမှာလူပြည်လူဆိုမပေါင်းသူ့လည်းရှောင်းလာပါပဲနော်အဲ့ဒါကလွယ်သေးတယ်ပေါ့နော်သူစိတ်ထဲမှာပဲဝဲဖြစ်စေတတ်တဲ့လောဘတို့ဒေါသတို့မောဟတို့မာနတို့ကိစ္စပစ္စည်းတို့ဖြစ်နေတဲ့အခါမနဲ့လို့လောဘကြောင့်ဝင်ဖြစ်တယ်ဒေါသကြောင့်ဝင်ဖြစ်တယ်မာနကြောင့်ဝင်ဖြစ်တယ်ကိစ္စပစ္စည်းကြောင့်ဝင်ဖြစ်တာဆိုတော့ကိုယ်မှလည်းပဲဒီလိုလောဘဒေါသမောဟမာနကိစ္စပစ္စည်းဆိုတာတွေကကျင်းလာဆိုတော့မကင်းဘူးနော်မကင်းတော့အခုအချိန်ခါမှာအကြောင်းမျိုးကြောင့်ဘောင်းမကြီးလည်းဝိုင်းပြီးထင်းပေးထားတယ်ပါတော့နော်ဒီဘုရားဘာသာမြန်မာနိုင်ငံဆိုတော့အများကနိုင်ထင်းလို့ရှိရင်ကိုယ်လည်းတော်တော်တော့မလုပ်ဖြစ်မိဘကနိုင်ထင်းပေးတယ်ဆရာသမားတွေကဝတ်တော့ထင်းပေးတယ်ဆိုတော့မလုပ်ဖြစ်ဘူးဆိုတော့နော်အကယ်၍တခြားတနေရာတော့ကိုယ်ထင်းမဲ့သူမရှိတော့ဘူးကိုယ်ကလည်းကုသိုလ်အကုသိုလ်ဆိုတာလည်းအရင်မရှိတော့ဘူးဆိုရင်ထင်းမထင်ရတော့နော်တော့မှဆိုရင်ခုတွေ့ရပါတော့ဒီအစားတော့ဘုရားဆိုတာဆိုတဲ့လူတွေဘုရားများတယ်ကိုယ်ကတောင်းတဲ့ပြမလို့ပြောတယ်ဘုရားများတယ်ဆိုတော့ငါဘောလို့မဖြစ်နိုင်ဘူးလားဖြစ်နေတဲ့ potential အလားအလာကတော့ရှိတာပေါ့နော်ရှိတော့စဉ်းစားမိအပြင်ပလူမျိုးဆိုတာကရှောင်ရင်ပဲပါတယ်အတွင်းမှာဖြစ်တတ်တဲ့ဒီကိလေသာတွေကိုဘယ်လိုလုပ်ရှောင်နော်ဒီလိုကြောင့်ဘာရမှာဆိုတော့သူကအတွင်းလူမျိုးဖြစ်နေပြီနော်အပြင်လူမျိုးနဲ့အတွင်းလူမျိုးဘယ်လိုကပူကြောက်စရာကောင်းလဲအတွင်းလူမျိုးကပူကြောက်စရာကောင်းတယ်လောဘဆိုတာလူမျိုးကိုလူနဲ့ပေါင်းပြီးတော့သူခိုင်းတာလို့ရင်မလုပ်တဲ့နေရာတွေလုပ်ပြီးတော့မယ်နော်ဒေါသဆိုတာလူမျိုးပဲသင်စားပြီးတော့ပြောတာနော်ဒေါသကိုကလက်ခံတော့သူ့လိုလိုက်ပြီးတော့သူခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင်လုပ်တဲ့နေရာတွေလုပ်နေမယ်မာနဆိုလည်းလုပ်ပဲမတ်တဲ့သဘောအဲဒီမတ်တဲ့သဘောဖြစ်တဲ့မာနနဲ့ကိုယ်ကပေါင်းတော့ကိုယ့်ကိုယ်မာနကြီးကြီးနဲ့နေမယ်ဆိုရင်မာနကြောင့်လည်းမဟုတ်တာတွေလုပ်နေမယ်မနာလိုတဲ့စိတ်ကလည်းဒီလိုပဲပတ်စီတဲ့သဘောရှိတယ်မတ်တဲ့သဘောဘာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုလက်ခံထားမှသူနဲ့ပေါင်းတယ်သူခိုင်းတယ်လို့ပဲလုပ်မယ်ဆိုရင်မလုပ်တဲ့နေရာတွေလုပ်နေမယ်အဲ့လိုဆိုရင်ကိုယ်တိုင်ကအကုသိုလ်စိတ်တွေကိုလုံခြုံတဲ့သူဖြစ်ပြီးတော့အကျင့်စာရိတ္တပစ္စည်းရဲ့စိတ်နဲ့သဘောထားအောက်တန်းကျတဲ့သူဖြစ်သွားတယ်နော်အဲ့တော့ကိုယ့်ကိုအကျင့်စာရိတ္တပစ္စည်းကိုဖြစ်အောင်ကိုယ့်ကိုစိတ်နဲ့သဘောထားအောက်တန်းကျတဲ့သူဖြစ်အောင်သူများကလုပ်လို့ရမှာသူများလုပ်လို့မရဘူးနော်ကိုယ့်ကိုအကျင့်စာရိတ္တပစ္စည်းကိုသူများလုပ်လို့ကိုယ့်ကလုပ်မှာပဲနော်ကိုယ်စိတ်ဓာတ်အောက်တန်းကျတော့သူများလုပ်လို့ရမှာဒီကနေကိုယ်စိတ်ကိုခံတယ်လို့ရှိရင်ဒီကမှဆွဲချလို့နော်အဲ့တော့ကိုယ်စိတ်ကဖြစ်နေတဲ့ဒီလိုကိလေသာတွေကိုတတိနဲ့ကြည့်ရမယ်ဆိုတာလေးဘောပေါက်နော်အဲ့တော့ဘောပေါက်လာတော့သူ့ပြင်ဒီပဋ္ဌာန်းတုတ်ကိုဖတ်တော့ဒီပဋ္ဌာန်းတရားကိုအားထုတ်ရတယ်ဒါကိုပို့ပြီးတော့ဘောပေါက်နော်ဘုရားမှာဆိုတော့ဒီမဟာဗိပဋ္ဌာန်းတုတ်စိတ်ဓာတ်ပဋ္ဌာန်းပိုင်းတရားကတအာရမစိတ်ဓာတ်တအာရစိတ်ဓာတ်နဲ့ပဇာနာကြီးဒါကဆိုတာလေလောဘနဲ့တဏှာပဲကိလေသာတော့နော်အမှန်တန်ပြင်းထန်တဲ့လောဘတဏှာမျိုးဒါကလို့ခေါ်တာပေါ့နော်သို့တော့ဒီတတိပဋ္ဌာန်းတုတ်မှာတော့ပြင်းထန်တဲ့ရာဂဖြစ်ဖြစ်တိမ်မွေးတဲ့ရာဂလည်းဖြစ်ဖြစ်လာတဲ့ရာဂကိုဒါရာဂနဲ့တကွဖြစ်တော့စိတ်သိရမယ်နော်ယုံကြည်ပြောလို့ဆိုတော့လောဘဖြစ်နေရင်လောဘဖြစ်နေတယ်လို့သိနေပါသိရတယ်ဒီလိုပြောတာနော်အတိအကျဘာသာပြန်ဆိုရင်တော့နော်တရာဂဝါစိတ်တံတရာဂစိတ်တံဒီပဇာနာတိဆိုတော့ရာဂနဲ့တကွဖြစ်သောစိတ်ကိုရာဂနဲ့တကွဖြစ်သောစိတ်ဟူ၍သိဒီအတိအကျရာဂလို့ဆိုတော့ဒီဘေအင်တာလေးနဲ့တယ်နော်ရာဂဆိုတာလောဘနော်လောဘနဲ့တကွဖြစ်သောစိတ်ဆိုတော့လောဘနဲ့စိတ်တွေဟာအတူတူဖြစ်တယ်ဆိုတဲ့လေးကိုပါတယ်နော်အဲကြောင့်ဒီလောဘကိုစေတသိက်ကိုစိတ်နဲ့ဒီလိုကဖြစ်တော့သဘာဝတရားအဲ့တော့လောဘနဲ့တကွဖြစ်သောစိတ်ကိုလို့ပြောတာတော့အဲ့ဒါပုဂ္ဂိုလ်တော်ပေါ့လောဘနဲ့တကွဖြစ်သောစိတ်ဟူ၍သိသူ့လောဘနဲ့တကွဖြစ်သောစိတ်ကိုလည်းသိတယ်ငါပုဂ္ဂိုလ်တော်နော်အဲ့တော့တရားထုတ်လို့သိချင်များလာတဲ့အခါမှာစိတ်ကိုကြည့်နေတဲ့အခါနဲ့ကိုယ်ကလည်းဒီခါလေးတရားလို့ဒီခါလေးကိုယ်စားနေတယ်ခါလေးတရားစားနေတယ်စိတ်တရားဖြစ်တာနော်ဖြစ်တော့အဲ့ဒီစိတ်ကိုကြည့်ပြီးတော့ပထမတော့ငါစိတ်လိုပဲထင်တာပဲနော်ငါကဒါလိုချင်တယ်ငါဘောလိုချင်တယ်ငါဒါစားချင်တယ်ငါဘောတောက်ချင်တယ်အဲ့ဒီဖြစ်တဲ့စိတ်ကိုပဲငါလို့ထင်တယ်နော်ဒါပေမဲ့ကိစ္စမရှိဘူးအဲ့ဒါဝက်ဆက်ကြည့်နဲ့ကြည့်ပါများလာတဲ့အခါကျတော့ကြည့်တတ်တဲ့အချင်းရတော့ကြည့်နိုင်တဲ့တတိအားကောင်းတယ်ကြည့်နိုင်တဲ့သမာဓိအားကောင်းလာတဲ့အခါမှာဘယ်လိုဖြစ်လာလဲစိတ်ကခွာလို့ဖြစ်တယ်ကြည့်တဲ့စိတ်ကဒီနေရာမှာဖြ
ဖြစ်နေတဲ့လောဘနောက်နေရာမှာဖြစ်တယ်တခြားစီလိုဖြစ်သွားနော်လောဘဖြစ်နေတာကိုထိုင်ကြည့်နေရတယ်လောဘဖြစ်နေတာနဲ့ကြည့်တဲ့စိတ်နဲ့ကတခြားစီလိုဖြစ်တယ်နော်အဲ့လိုဆိုရင်ဖြစ်နေတဲ့လောဘ object ဖြစ်သွားလို့နော်သိနေတဲ့စိတ်ကတော့သိစိတ်ပေါ့နော်အာယုံနဲ့အာရမဏိကတခြားစီဖြစ်တယ်အဲ့လိုဆိုရင်အဲ့ဒီလောဘနဲ့ပေါင်းနေတယ်လို့ပြောလို့ရတယ်သူ့ကိုကြည့်နေတယ်လို့ပြောလို့ရတယ်နော်အခုဒီလိုနေရာမှာဆိုတော့ကိုမသိတဲ့တဲ့တယောက်ကမြောင်လည်းနဲ့လာလို့ဆိုရင်ဒီပါလေဘာတစ်စနဲ့လာပါလေကိုကြည့်နေမှာနော်အကျဲခံအဲ့လိုဖြစ်လာတဲ့ပုစိတ်ကိုကဲခါဒါလိုစိတ်တွေကိုဘာလို့ကြည့်နေတာလဲသူဘာလို့ချင်အဲ့လိုကြည့်ပြီးတော့နေတဲ့ဆိုရင်ကိုပဲသူနဲ့မပေါင်းဘူးဆိုတဲ့ဖြစ်သွားတယ်နော်သူ့ကိုကြည့်မနေလို့ရှိရင်သိနေလို့ရှိရင်သူ့ကိုပဲငါချင်ပြီးတော့ငါလိုချင်နေဆိုပြီးတော့လုံးပြီးတော့လုပ်လို့ရှိရင်အဲ့ဒီစိတ်နဲ့ပေါင်းပြီးတော့ဖြစ်သွားတယ်နော်အတွင်းမှာဖြစ်တဲ့ဥပ္ပန်နဲ့အပေါင်းအသင်းလို့ဖြစ်တယ်အတွင်းဥပ္ပန်နဲ့ပေါင်းပြီးမှပို့ဆိုးတာနော်အဲ့ဒါလို့လောဘကိုအေးစိထိုင်တော့ကြည့်ကြသွားတဲ့အခါကျတော့ဘလောက်ပြင်းထန်တဲ့လောဘဖြစ်ဖြစ်သူ့ကိုထိုင်တော့စောင့်ကြည့်နေစိတ်ရှိနေတာကြကြကြည့်လို့ရှိရင်တဖြည်းဖြည်းသူကလူအားနေတော့ပြောက်သွားနော်ဘုန်းကြီးတို့နဲ့ဒီတရားထုတ်ကြတဲ့ဒီမှာငြင်းကြရတဲ့အများကြီးပါတော့အဲ့ဒီမှာအင်မတန်ပစ္စည်းဥစ္စာတွေရောချမ်းသာတဲ့ဉာဏ်ရတာကြောက်ပါသူကတန်းကျွေချမ်းသာတဲ့သေးသူကဘယ်လိုပြောလဲဆိုတော့တရားမထုတ်ဘူးခင်ဗျာအိမ်တော့ကတော့လူကျင်တာတစ်ခုရှိရင်ရဖို့ရမှဖြစ်မယ်လို့စတယ်ရအောင်လုပ်နိုင်ရင်လည်းတော်တယ်လို့စတယ်နော်ဒီနိုင်ငံကအဲ့လိုစတယ်နော်လူကျင်တာဆိုရင်ရအောင်လုပ်ရလို့ရှိရင်လည်းတော်တယ်အဲ့တော့လူကျင်တာမှလည်းရအောင်လုပ်ခဲ့ပါလေအကောင်းဆုံးဆိုတာလေပတ်စံနဲ့ဝယ်လို့ရတယ်သူတို့ရတယ်တကဘာလုံးနဲ့နှောက်အောင်လို့လေသူပြောတဲ့စကားနဲ့ပုံပြည့်စုံတယ်သူကပြောတဲ့စကားကိုဘုန်းကြီးတွေကဖတ်လို့ဖြစ်နော်အဲ့တော့လူကျင်တာအကုန်လုံးနဲ့ပြရတယ်ဒါပေမဲ့လူကျင်တာရတဲ့ဒုက္ခတော့မှသူတကယ်စိတ်ချမ်းသာတယ်နောက်တော့ဒီကတရားဝါနာပါလာတော့ရဟန်းကိုပြီးတော့ကြာကြီးတရားထုတ်တော့ပြီးသူစိတ်ကိုကြည်တာတော့ဘောပေါက်သွားတယ်လောဘလို့မြင်တယ်လောဘငါမဟုတ်ဘူးဆိုတာကိုမြင်တယ်အဲ့လိုမြင်တဲ့ကောင်ဘယ်လိုဘောပေါက်လာလဲလောဘအလိုကိုလိုက်ဖို့မလိုဘူးဆိုတာကိုမြင်သွားတယ်အခုလောဘဖြစ်လာရင်ဒီလိုလောဘကိုအေးဆေးထိုင်ကြည့်သူ့လိုလည်းမလိုဘူးအဲ့လိုအလိုလိုက်ဖို့မလိုတော့ဘူးဆိုတော့လွတ်လပ်သွားလို့လားလွတ်လပ်သွားပြီလောဘခိုင်းတာကိုမလိုတော့ဘူးနော်ဟိုတော့စားလို့စားကြတာအကိစ္စမရှိဘူးနော်ဘုန်းကြီးလည်းစားမှာပဲနော်ရင်ငတ်လို့ရှိရင်ရေတောက်ပါပဲဒါတော့ပယ်ရမယ်လောဘကြီးကိုပြီးတော့မိစားနော်ခန္ဓာကိုယ်ရဲ့လောဘချက်ကိုတတိယနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့ဖြည့်ဆည်းပေးရတယ်ယဟန္တာများတော့ဆုံးခံကြွပြီးတော့ဆုံးဖုံးပေးကြတာပဲရင်ငတ်ရင်လည်းရေတောက်ပေးတာပဲနော်ဒါတော့ဘာလို့ပြောလို့နေတယ်မကောင်းရင်စေးတောက်တယ်နော်နေတယ်မကောင်းလို့စေးတောက်လိုက်တာစေးတောက်ရင်လောဘဖြစ်လို့စေးတောက်တာလို့ပြောရမှာမရပါဘူးနော်ခန္ဓာကိုယ်ရဲ့လောဘချက်ကိုတတိယနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့လောဘကိုဖြည့်ဆည်းပေးတာကလောဘကိုကြောင့်အခုလည်းဘုန်းကြီးတို့စားတဲ့အခါမှာတရားဟောတဲ့အဆုံးအတိုင်းတဲ့တရားကလည်းကားနေတော့ခင်းနေတော့ရဲ့တို့မှာတတိယနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့သိပြီးတော့စားပါလို့ဒီလိုသွန်သင်ထားတာနော်ဒီစားတော့ဘုန်းကြီးတို့အခုစားတဲ့လိုပဲတတိယနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့စားတယ်နော်ကြားမလို့ပြောတာစားတယ်သိလို့တော့စားလိုရတဲ့ပို့ပြီးတော့ဘယ်တော့မစားဘူးတတိယဉာဏ်နဲ့ရှင်ပြီးတော့ဟုတ်တဲ့အခါလောဘအလိုကိုလိုက်တော့လုပ်ဘူးနော်အဲ့တော့မလုပ်တဲ့တာမလုပ်တဲ့မစားတဲ့တာမစားဘူးအဲ့ဒါကတော့ကျုံးများတယ်နော်အဲ့လိုပဲဒေါသဖြစ်လာရင်လည်းဒေါသစိတ်ကိုကြည့်ဒီမှာဒေါသဖြစ်ပြောရမယ်ဆိုလိုက်မယ်တန်နေမရှိတော့ရိုက်မယ်နဲ့မယ်ထိုးမယ်လုပ်ခဲ့ဘူးပါနည်းနည်းပါနော်နောက်တော့ဘောပေါက်လာတဲ့အခါကျတော့ဒေါသဖြစ်လာရင်ဒေါသစိတ်ကိုသိချကြည့်ကြည့်ပါများလို့ရှိရင်ပြီးတော့အာနေတော့ကြောက်တော့တယ်နောက်တော့ဒေါသစိတ်မှာဖြစ်တဲ့မကျေနပ်မှုတစ်ခုပဲဆိုတော့သူ့ကိုပုဂ္ဂိုလ်ရဲ့တရားရုပ်မြင်တော့ငါဒေါသလို့လည်းမမြင်တော့ဘူးနော်အဲ့လိုမမြင်တဲ့အခါမှာသူ့ကိုကြည့်နေရတာပုံတော်လွယ်တာနော်သူ့ကိုငါလို့ထင်နေရင်သူကငါဘာလို့ဖြစ်နေနော်ငါလို့မထင်ပဲနဲ့သူ့ကိုအဝေးကြီးနဲ့ထိုင်ကြည့်လို့လေအေးစီးကြည့်လို့ရတော့ကြည့်နေတဲ့စိတ်ကဒီငြိမ်အေးထင်ရမယ်လွတ်လာတယ်နော်ဖြစ်နေတဲ့ဒေါသ
သူကသူဖြစ်တယ်အကြည့်ခံဖြစ်နေတယ်တချို့တော့သူအားနေပြီးတော့သူ့ကြောက်အဲ့တော့ဘောကအလိုလိုက်တယ်ပုဂ္ဂိုလ်ပဲမာနလည်းဒီလိုပါပဲအိဒါမစ္စည်းလည်းဒီလိုပါပဲဖြစ်တဲ့သူတို့ကိုကြည့်တဲ့အခါဒီနေ့အားနေတော့ကြောက်သွားတယ်ကြည့်ပါများတဲ့အခါဒီစိတ်တွေကစိတ်တယ်ဆိုတာဘောပေါ့နော်ငါမဟုတ်ဘူးဆိုတာဘောပေါ့အဲ့တော့ဘယ်ကိလေသာဖြစ်ဖြစ်ငါနဲ့သူကပေါင်းမိသွားပြီဆိုရင်သူ့ကိုအားကြီးသူ့ပဲရတာဖြစ်ငါမဟုတ်မှသိသွားရင်သူအားငယ်သွားနော်သူ့မှာအားကိုးပြန်မရှိတော့နော်တော့ဘာကသူ့အားကိုးလဲငါဆိုတော့သူ့အားကိုးတက္ကရာဒိဋ္ဌိကိုသူအားကိုးနော်တက္ကရာဒိဋ္ဌိနဲ့ပေါင်းမိသွားရင်ငါလိုချင်တယ်ဖြစ်သွားတော့အဲ့လိုဆိုရင်သူတိတ်အားကြီးသွားတိတ်အားရှိတယ်သူ့ပဲရတာဖြစ်နော်ကြည့်ပါများလို့လောဘဟာလောဘပဲငါမဟုတ်ဘူးလို့သိတဲ့အခါလောဘကတော့အားနေတော့သူ့မှာသောတယ်မရှိဘူးသူအားပေးမဲ့သူရှိတယ်သူအားနေတော့ကြောက်နော်အဲ့တော့သူတို့ရဲ့သွားမမှုကိုမခံတဲ့အခါမှာအင်မတန်အင်းချမ်းလာတယ်တက်လို့ရတယ်နော်ဒါကြောင့်နောက်နိုင်ငံကတရားစာအုပ်ကြီးတဲ့ဒါပြောတာဘယ်လိုပြောလဲဆိုတော့ when you know your mind you are not at its mercy ဒီစိတ်ကိုသိနေလို့ရှိရင်သူနှိစ္စတာမခံရဘူးသူပြောနေတာတော့အဲ့လိုလောဘဒေါသဆက်ရှိတွေ့တာစိတ်ကိုပြောတာနော်အဲ့တော့ကိုယ်စိတ်မှာဖြစ်နေတဲ့ဒီလောဘဒေါသတွေကိုမသိလို့ရှိရင်သူတို့နှိစ္စတာခံရမယ်နော်အဲ့တော့ကိုယ်စိတ်ဆင်းရဲအောင်လုပ်ကြတာတူတယ်ကိုယ်စိတ်ပဲဒီလိုပြောရမယ်ကိုယ်စိတ်နော်ကိုယ်စိတ်မှာဖြစ်တဲ့လောဘဒေါသတွေမာနတွေနာလိုစိတ်ဖြစ်တဲ့အိတ်တာတစ်စရနော် envy jealousy သူတို့ကစိတ်ဆင်းရဲအောင်လုပ်နေတာနော်ကိုယ့်ရဲ့မကောင်းတဲ့အတွေးတွေကလည်းကိုယ်စိတ်ဆင်းရဲအောင်လုပ်နေတာပါကိုယ်တွေးနေတဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကတကယ်မတွေးရနေတယ်လို့ရှိရင်စိတ်ဆင်းရဲပါဘူးနော်အဲ့တော့အပြင်ဘက်ကလူလိုက်တာကိုယ်အချိန်ကြီးအနောက်ကနေတော့လိုက်တော့စိတ်ဆင်းရဲအောင်လုပ်နေတာနော်အဲ့ရရတော့တဲ့အချိန်ကိုယ်အိတ်လို့တော့မရတော့လည်းပြီးတော့အနောက်ရှေ့မပေးနိုင်ဘူးကိုယ်အဲ့ရရတော့တဲ့အချိန်အိတ်လို့မပြောတော့အောင်လည်းတော့အနောက်ရှေ့ပေးတာလို့ဆိုရဲကိုယ်စိတ်နဲ့ကိုယ်ဖိုင်ရမှာကြာနော်အဲ့လိုသဘောပေါက်လာတဲ့အခါဒီစိတ်တွေကိုကြည့်ပြီးတော့အဲ့ဒီမကောင်းတဲ့စိတ်တွေကိုကြည့်ပြီးတော့သိနေတာနဲ့ကိုပဲသူတို့သတိနဲ့ကိုပဲထိန်းထားလို့ဖြစ်တယ်နော်တော့သတိတံဝရကြားလို့နော်သီလအားလည်းပဲတံဝရထိန်းသိမ်းမှုဘောစောင့်စည်းမှုဘောမျိုးဖြစ်တယ်နော်သတိကလည်းပဲတံဝရပဲထိန်းသိမ်းတဲ့ဘောစောင့်စည်းတဲ့ဘောရှိတယ်နော်ဘယ်လိုကျိုးမိအောင်ထိန်းတယ်နော်အဲ့လိုသတိနဲ့ထိန်းရတဲ့ဉာဏ်ပညာပါဖြစ်လာတဲ့အခါကျတော့ဝိပဿနာဉာဏ်ဖြစ်လာတဲ့အခါကျတော့သူတို့ကိုရှင်းနေတဲ့သူတို့ကဖြစ်ပြီးပြတ်သွားတယ်အိဋ္ဌာပဲဆိုလည်းသိတယ်သူတို့ဖြစ်နေတာကဘာမှဒုက္ခပဲဖြစ်နေတာကဒုက္ခပဲစိတ်ကျင်တတ်เสียရတယ်ဟုတ်ပါလားမသိဘူးကိုယ်လောဘနဲ့လုံခြုံနေတဲ့ကိစ္စကဒီရခဲ့ရင်တော့ရိုင်လုံးကြီးစိတ်ချမ်းသာလားဆိုတော့တကယ်တော့မချမ်းသာဘူးဘုန်းကြီးကဘုရားကတရားတော့မင်းတို့ခုမေးတယ်စိတ်နဲ့ရေးတော့မေးတယ်တော့ဘယ်လိုမေးလဲဆိုတော့ရှင်ဘုရားလူရှင်လုံးလို့ရအောင်လုပ်ပြီးမှရလာပါပြီတဲ့ရပြီးမှမလို့ချင်းဘယ်လိုလုပ်အောင်လဲသူကမေးတော့ဘုရားကပြန်ပြလိုက်တယ်အဲ့ဒီလူရှင်လုံးလို့ရအောင်ဆိုတာပစ္စည်းဖြစ်လို့ရှိရင်နော်ဘုရားပတ်စံနဲ့ပြီးပြီးလို့ပစ္စည်းဆိုရင်တော့ပြစ်လိုက်တော့လူဆိုရင်တော့အာကြံပြရမှာမသိပါဘူးပြစ်လို့မှမရလာဘူးနော်သူကမရအောင်ရခြင်းလို့လူရှင်လုံးရအောင်လုပ်ပြီးမှရတော့မလို့ကျွန်တော်ဆိုတော့ဒါလည်းမသိဘူးဒါနဲ့ကိုကြီးစားတော့ဘုရားသိကြည့်ဘုန်းကြီးကိုယ်တိုင်အဲ့လိုပဲဖြစ်ခဲ့ဘူးပါတယ်နော်ရအောင်လို့လူရှင်လုံးအဲ့တော့ရအောင်လို့လူရှင်လုံးတဲ့အခါသူ့ကိုဘာလို့မှမသိတဲ့ဒုက္ခကြီးတော့ကြီးပါနော်ဘယ်လိုမှမသိတော့အဲ့တော့လူချင်းသာရတိုင်းသိချမ်းသာမဟုတ်ဘူးဆိုတာကိုဘောပေါက်လို့နော်အဲ့တော့ဘုန်းကြီးတို့ကတရားထုတ်တော့နေရင်းနဲ့ဆရာတော်ကနေတဲ့အခါတခါတလေကိုယ်စိတ်ကသူ့ကိုလူချင်းနဲ့သိပြီးလာတဲ့အခါတောင်းလာလိုက်လို့ရှိရင်ရတာတွေ့ရသူ့စားတဲ့စိတ်ဆိုတာနော်တရားထုတ်တော့သူ့တမန်ကြီးကောင်းနေပြီအချိန်မှာကိုယ်ကသူ့ကိုလူချင်းနဲ့ဆိုရင်မကောင်းတာတော့ဟုတ်ပါဘူးကောင်းတဲ့ကိစ္စလေးကိုရတဲ့ပုံလေးလူချင်းနဲ့ဆိုတော့ကြာရတော့ဘုန်းကြီးကတော့ဝန်တာဘုရားရှင်သာရတယ်ဆိုဝန်တာ